ဘုရားတုတ်တံအမတ္တဗုဒ္ဓိကဘေးဆိုတာမြတ်စွာဘုရားလောကလူတွေကြုံတတ်တယ်တဲ့။ဘာကြုံတတ်တုံဆိုရင်မိဘေးကြီးတက်တာကြုံတတ်တယ်။ရေဘေးကြီးတက်တာကြုံတတ်တယ်။နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်တဲ့။ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါတစ်ခေတ်တစ်ခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ်။မြန်မာပြည်မှာလည်းပဲတစ်ချိန်တုန်းကကြုံခဲ့ပြီလေ။ဘုန်းကြီးတို့လူဘဝရောက်တဲ့အချိန်1942မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အခါမြန်မာပြည်ကိုဂျပန်တွေဝင်လာဒါစစ်ဘေးစစ်ထန်ခံရတာပဲပေါ့အဲ့ဒီစစ်ဘေးစစ်ထန်နဲ့တည်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမန္တလေးမြို့ကနန်းတော်ကြီးဆိုတာလဲဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ဆုံးရှုံးသွားတာဒီဘောမင်းတို့စုဖျားလက်တို့နောက်ဆုံးလှူသွားတဲ့မြတော်ကျောင်းကြီးဆိုတာလဲအဲ့ဒီဂျပန်ခေတ်မှာပဲမီးလောင်ပြီးတော့ပျက်စီးသွားတယ်အများကြီးဆုံးရှုံးနစ်နာသွားတာဒါစစ်ဘေးစစ်ထန်ခံရတာပေါ့နော်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါတွေကခုနပြောသလိုကံလို့ပြောလို့မရဘူးအကုန်လုံးကံတော့ပါတာပေါ့တိဒံကံလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာအဲ့ဒါမျိုးကြတော့တိဒံကံလို့မပြောဘဲနဲ့ဝတ္တတေဝေသောဒေါသောတဲ့တဏှာဝတ်ထဲမှာဖြစ်ရခြင်းအပြစ်ပဲဟာဒီလိုချုံငုံပြီးတော့ပြောလိုက်တာနော်ဝဆင်းရလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူးမိဘေးကြီးတက်နေမိတွေလောင်းနေဟိုမန္တလေးမျိုးဆိုခဏခဏတရင်တော့ကမိလောင်တာအလုံးကြုံနေကြတာဒီမိဘေးတက်နေဆိုဒါလည်းကြောက်စရာဘေးတစ်ခုဖြည့်ဆည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတက်နေကဘာမှာလည်းကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေကြောင့်ပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဟောစစ်ဘေးစစ်တံကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့ဒါလို့ကြုံပြီးတော့ဒီယမယံခါအကန့်အသတ်နဲ့ဆိုတာလို့ယမယံခါကျတော့အကန့်အသတ်ဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲအဲ့ဒါလို့ကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့တာအမိမကန်